မြမသမိုင်းတစ်လျှောက်မှာဘရင်တွေအများကြီးရှိခဲ့ဘူးပေမဲ့တိုင်းပြည်ကိုအောင်မြင်စွာအုပ်ချုပ်နိုင်ခဲ့တဲ့အမျိုးသမီးဘရင်မကြီးဆိုလို့တူရဲပဲရှိခဲ့ဘူးပါတယ်။သူကတော့ရုပ်ရှင်တကားလိုစိတ်ဝင်စားစရာကောင်းတဲ့ဘဝဇာတ်ကြောင်းရှိခဲ့တဲ့မွန်ဘရင်မကြီးရှင်စောဘိုပဲဖြစ်ပါတယ်။ရှင်စောဘိုဟာတက္ကရာ956ခုနှစ်မှာဟန်တာဝတီပဲခူးဘရင်အင်မတန်တကိုးကြီးတဲ့ရာဇာတိရမင်းတရားကြီးရဲ့သမီးတော်အဖြစ်မွေးဖွားခဲ့ပါတယ်။ငယ်မီကတော့ဝိဟာရဒေဝီလို့ခေါ်ပါတယ်။မင်းသမီးလေးတစ်ပါးအနေနဲ့စီးစိမ်ချမ်းသာတွေကြားမှာကြီးပြင်းခဲ့ပေမဲ့အရွယ်ရောက်တဲ့အခါမှာတော့တိုင်းပြည်ရေးမဟာမိတ်ပြုဖို့အတွက်အေးဝနေပြည်တော်စီကိုလုတ်တော်အဖြစ်ဆေလွတ်ချင်းခံခဲ့ရပါတယ်။အင်းဝမှာနေထိုင်ရတဲ့ဘဝဟာသူမအတွက်တော့လောင်အိမ်ထဲကနှစ်တကောင်လိုပါပဲမိခင်နိုင်ငံတော်ပဲခူးစီကိုပြန်ကျင်လွန်းလို့အမြဲကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပညာရှိရဟန်းတော်နှစ်ပါးရဲ့အကူအညီနဲ့ညင်းတဲ့တကောင်မှာအင်းဝနန်းတော်ကနေလှုပ်ဝက်စွာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဒါဟာမြမသမိုင်းမှာအင်မတန်ရဲရင်ပြီးစွန့်စားရတဲ့ထွက်ပြေးခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ပဲခူးကိုပြန်ရောက်ပြီးနှစ်အနည်းငယ်အကြာတက္ကရာ815ခုနှစ်မှာတော့သူမဟာဟန်တာဝတီရဲ့ဘရင်မကြီးအဖြစ်နန်းတက်ခဲ့ပါတယ်။သူမအုပ်ချုပ်တဲ့9နှစ်တာကာလအတွင်းမှာတိုင်းပြည်ဟာစစ်မှတ်မရှိဘဲအေးချမ်းသာယာခဲ့ပြီးပြည်သူတွေကလည်းမိခင်တယောက်လိုအလွန်ချစ်ခင်ကြည်ညိုကြပါတယ်။နောက်ပိုင်းမှာတော့မိမိကိုအင်းမွားကနေကယ်ထုတ်ပေးခဲ့တဲ့ရဟန်းလူထွက်ဓမ္မစေတီမင်းကိုသားသမက်တော်အဖြစ်သတ်မှတ်ပြီးနန်းလွှဲပေးခဲ့ပါတယ်။နန်းလွဲပြီးနောက်မှာတော့ဘရင်မကြီးဟာတကုံယခုရန်ကုန်မှာအခြေချပြီးရွှေတကုံစေတီတော်ကြီးကိုပြုပြင်မွမ်းမံဖို့ဘဝကိုမြုပ်နှံခဲ့ပါတယ်။စေတီတော်ကိုညံတော်မြင့်တင်ခဲ့ပြီးမိမိရဲ့ကိုယ်လေးချိန်တိုင်းပိတာ25ပိတာခန့်ရှိတဲ့ရွှေတွေကိုခတ်ပြီးပထမဆုံးအကြိမ်ရွှေသင်္ကန်းကတ်လူခဲ့သူလည်းဖြစ်ပါတယ်။ဘဝနောက်ဆုံးအချိန်ထိစေတီတော်ကြီးကိုဖူးမြော်ရင်းကွယ်လွန်ခဲ့ပါတယ်။ရဲအေးနဲ့နှလုံးသားအမျှော်မြင်ကြီးမားတဲ့အုပ်ချုပ်မှုတွေကြောင့်ရှင်စောဘိုဟာယနေ့တိုင်တလေးတစားမှတ်တမ်းတင်ခံထားရတဲ့အာဇာနည်အမျိုးသမီးပဲဖြစ်ပါတယ်။သူရဲကောင်းဘရင်မကြီးရှင်စောဘိုအကြောင်းကိုတငယ်ချင်းတို့ကဘလို့ထင်မြင်ကြလဲဗျာ။ကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုသမိုင်းကြောင်းဗီဒီယိုတွေဆက်ကြည့်ကြရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်။